ဘာဘိုးအောင်ပထမဘိုးအောင်တရားထိုင်ခဲ့တယ်လှိုင်းကူပါဗျာလှိုင်းကူပါဖြိုမိပြနေလှိုင်းကူမိပြအဲ့အောက်ကိုကြာမှာနော်ဟိုအောက်မှာပါဒီအောက်ထဲမှာထိုင်တာပါဟိုအောက်ထဲမှာစင်းထိုင်တာပါမိရအမှန်ကပြမှာခံကပုံပြီးဒီလေးတရားကောင်းပြုတ်ကြအောင်ပါဝါဘိုးအောင်တရားစင်းထိုင်တာပါဒါပါဘိုးအောင်တရားစင်းထိုင်နေတဲ့နေရာပါလောက်ပါဗျာ